နိုင်ငံရဲ့သမရကိုလူကြံဖို့အတွက်သူမဟာကိုဝင်ဆောင်အမျိုးသမီးအဖြစ်တမင်တကာဟန်ဆောင်ခဲ့ပြီးသမရနေထိုင်တဲ့ဟိုတယ်အခန်းရင်အကေဝတ်ကိုရောက်လာခဲ့ပါတယ်။ဒါဟာလုံခြုံရေးအဖွဲ့ရဲ့အာယုံစိုက်မှုကိုဆွဲဆောင်ဖို့ဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့သူမဟာကိုဝင်လက္ခဏာတွေရှိတယ်လို့ဟန်ဆောင်ဖို့သာလိုကပ်ပါတယ်။လုံခြုံရေးအဖွဲ့ကလည်းသူ့ကိုတဘာဝအတိုင်းထောက်ကူပေးမှာဖြစ်ပါတယ်။သူမကသွေးတွင်းတကြားတက်နဲနေပြီးတကြားလုံးလိုတဲ့ဆိုတဲ့အတွက်လုံခြုံရေးအဖွဲ့ကိုအောင်မြင်စွာလမ်းလွဲလိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်သူမကျွတ်တင်ပြင်ဆင်ထားတဲ့ဖုန်းကိုထုတ်ယူပြီးသမရရှိကိုတိတ်ကစိတ်ရောက်ရှိကသူ့ရဲ့ဖုန်းကိုအစားထိုးလဲလွယ်လိုက်ပါတယ်။သမရကဒီဖုန်းကိုအသုံးပြုခဲ့အခါအတွင်းကလျှက်စစ်လက်နက်ကသူ့ကိုတတ်ပစ်လိုက်မယ်လို့သူမတွက်ထားတာဖြစ်တယ်။ဒါပေမဲ့ဒီအခိုက်အတန့်ကဒီလိုမြန်မြန်ဆန်ဆန်ရောက်လာမယ်လို့သူမဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူး။လီဆာဟာဟိုတယ်လေးကနေမအောင်မြင်သေးခင်မှာပဲသမရကတေးဆုံးသွားခဲ့ပါပြီ။လုံခြုံရေးကောင်းဆောင်ဟာချက်ချင်းပဲလက်အောင်ကစားပြီးကိုဟိုတယ်ထွက်ပေါက်အားလုံးကိုပိတ်ဆို့ဖို့အမိန့်ပေးခဲ့ပြီးတန်တရားရှိသူဘသူကိုမှမလွတ်စေဖို့ဖြစ်ပါတယ်။လီဆာဟာတက်လေကားပေါ်ရောက်တာနဲ့တကလိုင်းနဲ့ပထမထပ်ကိုရှာဖွေနေဖို့သွားနေတဲ့လုံခြုံရေးဝန်ထမ်းတဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။နေရာတစ်ခုလုံးမှာတဦးတည်းသောပြင်ပလူဖြစ်တဲ့လီဆာဟာသူ့ရဲ့တန်တရားကိုတဘာဝအတိုင်းနှိုးဆော့တာဖြစ်တယ်။ဒါပေမဲ့မမျှော်လင့်မနဲ့လီဆာကပထမဆုံးတိုက်ခိုက်မှုကိုစတင်ပြီးအဲ့ဒီလိုကိုလုံးဝအသင့်မဖြစ်ခင်ဖမ်းဆီးလိုက်နိုင်တယ်။သူကတော့ဓားမြောင်တစ်ချောင်းကိုလင်းမြန်စွာဆွဲထုတ်ပြီးအန်ဒီယေကိုဖြည့်ရှင်းမှုစူးစမ်းခဲ့ပါတယ်။လုံခြုံရေးဝန်ထမ်းနဲ့ရောထွေးနေတဲ့လီဆာဟာလုံးဝလွတ်မြောက်လို့မရခဲ့ပါဘူး။ဒက်လေကားကပထမထပ်ကိုရောက်တဲ့အချိန်မှာတော့သူမထွက်ခွာလို့မရခဲ့တာကြောင့်ဒက်လေကားကိုအရင်ထပ်ကိုပဲပြန်တက်ခိုင်းရပါတယ်။ဒီအချိန်မှာလုံခြုံရေးဝန်ထမ်းနဲ့သူမရဲ့တိုက်ခိုက်မှုကလည်းအဆုံးသတ်နီးပါးရောက်ရှိနေပြီဖြစ်ပါတယ်။သူမရဲ့ဘိုက်ပေါ်ကအကအရင်ဟာအဲ့ဒီလူရဲ့တီးစေနိုင်တဲ့ထိုးချက်ကိုကာကွယ်ပေးခဲ့ပါတယ်။သူစိတ်ရှုပ်ထွေးနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးသူမဟာသူ့ကိုမြေပြင်ပေါ်ဖိချဖို့ခွန်အားလုံးကိုအသုံးပြုပြီးပြန်လဲတက်ပစ်လိုက်ပါတယ်။ဒီခိုက်တာမှာဒက်လေကားကလည်းရက်တန့်သွားခဲ့ပါတယ်။လီဆာမှာတခြားထွက်ပေါက်လမ်းမရှိတော့ပါဘူး။သူမဟာလုံခြုံရေးဝန်ထမ်းရဲ့ပစ္စတိုကိုကောက်ယူပြီးဒက်လေကားထဲကနေအလင်းမြန်စွာပြေးထွက်ခဲ့ပါတယ်။သူမရဲ့အကောင်ဆုံးတနက်ဖြစ်စွမ်းရည်တွေနဲ့လှုံ့ရှားမှုကျွမ်းကျင်မှုတွေကိုအသုံးပြုပြီးလေကားဘက်ကိုဘေးကင်းစွာထွက်ပြေးခဲ့ပါတယ်။ဒီလိုမျိုးချောချောမွေ့မွေ့ဖြစ်ရတာကအစကနေဖုံးတစ်ဖက်မှာရှိတဲ့သူမရဲ့အသင်းပေါ်ကအချိန်နဲ့တပြိုင်နက်စုံမပွင့်အလန်းချောင်းကိုစီစဉ်ပေးလို့လာဖြစ်ပါတယ်။ဒါပေမဲ့စုံမပွင့်အလန်းချောင်းကိုအသင့်ဆုံးအားမခံနိုင်ဖို့အတွက်လီဆာကစားတောက်ခန်းကိုရောက်ပြီးဗီရင်းကောက်တွေကိုပစ်ခတ်ပြီးမှန်တွေကိုကွဲအောင်လုပ်လိုက်ပါတယ်။ပြီးရင်ထိုင်ခွင်တစ်ခုကိုကောက်ယူပြီးဗီရင်းကောက်ထဲကအပြင်ကိုပစ်ချလိုက်တာကြောင့်အောက်ကလန်းသွားလန်းလာတွေကိုထိတ်လန့်သွားကြပါတယ်။လုံခြုံရေးအဖွဲ့လိုက်ကောင်ပြီးစားတောက်ခန်းကိုရောက်တဲ့အခါလီဆာဟာဗီရင်းကောက်ကနေခုန်ချပြီးထပ်ပြေးသွားပြီလို့သူတို့ထင်ခဲ့ကြပါတယ်။ဒါကလီဆာရဲ့အာယုံလွှဲပြောင်းတဲ့နီးပြူဟာဖြစ်တာကြောင့်သူတို့မသိကြပါဘူး။ဒီအချိန်မှာသူမဟာလေကားထဲမှာအဝတ်လဲနေပါတယ်။ဘိုက်ကအကာအရင်ကိုဖယ်ရှားပြီးနောက်သူမဟာစားတောက်ပွဲကန်အမျိုးသမီးအဖြစ်ပြန်လဲဟန်ဆောင်ခဲ့ပါတယ်။ပြီးရင်လေကားထဲကနေပထမထက်ကိုအလင်းပြန်စွာပြေးဆင်းခဲ့ပါတယ်။သူမဖြတ်သွားတဲ့လုံခြုံရေးအဖွဲ့ကိုပြည့်စုံစွာလွှဲရလိုက်နိုင်ပြီးဟိုတယ်ဝင်ကောက်ထက်ကဘေးကင်းစွာထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ professional လုံခြံတက်ဖြတ်သူအနူရာတွေအနေနဲ့လီဆာဟာအမြဲတမ်းသတိထားနေပါတယ်။နောက်ဆက်လုံခြုံရေးတွေဖမ်းမိမရှိအောင်ကာကွယ်ဖို့အတွက်မြေအောက်ယထာပူရာတို့ကိုရောက်တဲ့အခါပူမအဝတ်စားတွေကိုထပ်ပြီးချွတ်ပြီးဒုတိယအကျင့်ဝတ်စုံပြောင်းလဲမှုကိုပြီးဆုံးစေခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူမဟာရှေ့ကပုံစံနှမျိုးနဲ့လုံးဝကွာခြားသွားတဲ့ fashion ကြတဲ့အမျိုးသမီးတဦးအဖြစ်ဝတ်ဆင်လိုက်ပါတယ်။လီဆာရဲ့လွှတ်ဝတ်အပင်းပေါ်ကဘသူလဲသူမရဲ့နောက်ဆုံးထွက်ပြေးလမ်းကြောင်းကဘာဖြစ်မလဲ